Think Teach Online Learning ကကြိုဆိုပါတယ်။ဒီနေ့မှာတော့ supply chain နဲ့လမ်ကန်းလည်ပတ်မှုတွေမှာအရေးကြီးရဲ့ inventory အမျိုးအစား6မျိုးအကြောင်းကိုပြောပြပေးသွားမှာပါ။ပထမဦးဆုံးကတော့ raw materials ခေါ်တဲ့ကုန်ကျန်းတွေပါ။ဒါတွေကကုန်ပစ္စည်းထုတ်လုပ်ဖို့အခြေခံအသုံးပြုရတဲ့ပစ္စည်းတွေဖြစ်ပြီးထုတ်လုပ်မှုမပြတ်တောက်စေဖို့စနစ်တကျစီမံထားရမှာဖြစ်ပါတယ်။ဒုတိယအမျိုးအစားကတော့ work in progress WIP ပါ။ထုတ်လုပ်ဆဲအဆက်မှာရှိတဲ့တစ်ပိုင်းတစ်စကုန်ပစ္စည်းတွေဖြစ်ပါတယ်။တတိယအမျိုးအစားကတော့ရောင်းချဖို့အသင့်ဖြစ်နေတဲ့ finished goods ခေါ်တဲ့ကုန်ချောပစ္စည်းတွေပါ။စတုတ္ထတစ်ခုကတော့ transit inventory ပါ။တည်ယူပို့ဆောင်ရေးလမ်းကြောင်းပေါ်မှာရောက်နေတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ပြင်စမတစ်ခုကတော့ buffer ဒါမှမဟုတ် safety inventory ပါ။ဝယ်လိုအားရုတ်တရက်တက်လာတာမျိုးနဲ့မမျှော်လင့်တဲ့အခြေအနေတွေအတွက်အပိုစုဆောင်းထားတဲ့လက်ကျန်ပစ္စည်းဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ MRO inventory ပါ။လုပ်ငန်းလည်ပတ်ဖို့လိုအပ်တဲ့စက်ပစ္စည်းအပိုပစ္စည်းနဲ့အသုံးဆောင်တွေကိုစုလိုတာပါ။ဒီ inventory အမျိုးအစား6မျိုးကိုစနစ်တကျထိန်းညှိခြင်းကလုပ်ငန်းရဲ့အရင်းမြစ်ကိုအကျိုးရှိစေပြီးညင်ကြိုင်နိုင်စွမ်းကိုမြင့်တင်ပေးနိုင်ပါတယ်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကျွန်မကဖြူလင့်နိုင်ဖြစ်ပါတယ်။